အန္တရာယ်ကင်းညာမိဖွားစီရန်အင်္ဂုလိမာလသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ပရိဒံယံပနံတတ္တနိသိဏဌာနဒောဝနံဥဒကံဘိဝိနာသေတိတဗ္ဗမေဝပရိတယံသောတိနာဂဗဟုတ်ဌာနံယင်စသာဒေတိတင်ခနေထေရသင်္ကုလိမာလတ္တလောကနာထေနပါတိတာကပ္ပထာယေမဟာတေဇံပရိဒံတမ္ပနာမဟေယတောဟံပကိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိဇာပါဏံဇီဝိတာဟောရောပိတာတေနာသစ္စေနာသုဋ္ဌိတေဟောတုသုဋ္ဌိကပ္ပတာအင်္ဂုလိမာလသုတ်တံဟောရခတုအင်္ဂုလိမာလသုတ်တံအင်္ဂုလိမာလသုတ်ပရိဒေသနာတော်မြတ်သည်ဟောတုံမကံပရိတယစိတ်ထားကြည်ပြူနာယူကြညာသည်မျိုးကောင်းသာမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍အန္တရာယ်ရှင်းငါဘေးကင်းကွာအောင်ကောင်းစွာမသွေဆောင်းလျှောက်တော်မူပါစေတည်းThank you.